အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျူကျူမင်းငပိကျူအသင့်ဖြော်စားကိုလုပ်ပြမှာဖြစ်တယ်ပေါ့နော်သူကလေဒီအဝေးရောက်ညီမတွေအတွက်ဖြစ်ပြည်ရွေးမှာရှိညီမတွေအတွက်ဖြစ်တကယ်ကိုပဲအရန်လောက်ရလွယ်ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်အရန်ကောင်းတဲ့ဟာလေးဖြစ်ပါတယ်ကျွန်တော်တို့ပြပရောက်တော့ဒါလေကျပအတွက်လုံးဝမရှိမဖြစ်ပဲလုံးဝခရင်းပြက်နေတဲ့အချိန်တွေမှာဆိုလဲဒီကောင်နဲ့ပဲအဆင်ပြေတယ်ပေါ့နော်ဒါအထက်ကတစ်ထုပ်လုံးထည့်လိုက်တယ်ဘေးကြီးကိုနှစ်ဆရောလိုက်တယ်ပေါ့နော်ဒီတစ်ထုပ်ကလေတစ်ခါစားလာတော့မသိဘူးလေကျမတို့က2ရက်3လောက်တော့အားရပါရစားအောင်2ရက်3ရက်လောက်ခံတယ်ပေါ့နော်โอเคအခုကမိဖို့လေးမှာတည်လိုက်ပြီပေါ့နော်တည်ပြီးတော့3မိနစ်လောက်ပဲပြုတ်လိုက်တယ်3မိနစ်လောက်ဆိုတော့အနက်ကလည်းသူများအိမ်ကြီးထွက်လည်းမနန်ဘူးပေါ့နော်အဆင်ပြေတယ်အဲ့ပြုတ်ထားတဲ့တောတွင်းမှာအော်တည်ထားတဲ့တောတွင်းမှာမြုပ်ပြီးကြက်သွန်ဖြူကိုထောင်းမယ်ပညာတရကာလေးထည့်မယ်ထည့်ပြီးတော့မှကြည်ညက်သွားတဲ့အထိထောင်းမယ်ပေါ့နော်အခုကကြည်ညက်သွားပြီဆိုတော့ကြိုထားတဲ့ငပိကြိုလေးလည်းရပြီဆိုတော့ဒါလေးပကံနဲ့ထည့်မယ်ပြီးကြိုထဲတဲ့ခါမှာပေါ့ဟိုအောက်ဆုံးကဒီအနေလေးတွေပေါ့နော်အနေအဲ့ဒါငါးရိုးလေးပါလေးအဲ့ဒါတွေမထည့်ဘူးပေါ့နော်အဲ့ဒါလေးမပါဘူးအဲ့ဒါမပါဘဲထဲမယ်ကဲရပြီးတော့တရီကိုကြားနေမှာမှုေးလိုက်တာဆိုကဲထောင်းထားတဲ့ကျက်စုံဖြူနဲ့မြုပ်သီးလေးကိုထည့်မယ်โอเคအကုန်ထည့်မယ်ပေါ့နော်ကျမဒီထက်မြုပ်သီးထည့်ချင်သေးတာညကလေးဖေးရဆက်တာမစားတော့ဒီလောက်ပဲထည့်လိုက်တယ်ပေါ့နော်โอเคခုချိန်ကတော့ပို့ပြီးတော့မှမှုေးသွားအောင်လို့ပေါ့နော်မြုပ်သီးအချက်မောက်လေးနည်းနည်းထည့်မယ်ပြန်ပြောနေအောင်ရစားကြလားအရန်ကြိုက်တယ်ငါပြီးကြွားတော့လေမြန်မာလူမျိုးမှန်69တန်းမှာ900ခိုင်တော့ငါပြီးကြိုက်မယ်လို့မျှော်လင့်နေပါတော့โอเคပြီးသွားပြီအဲ့တော့တိုးစရာလည်းဘာမှရွက်မှလည်းဒီမှာလည်းမရှိဘူးဖြစ်နေရပါတော့အရန်လည်းဈေးများတဲ့ခါကျတော့ကစုံရွက်ပဲအစီပြန်တယ်ကစုံရွက်ကိုရင်လေးပြုတ်တယ်ပေါ့နော်နည်းနည်းပဲအရန်ပြုတ်ပလဲထီလည်းမဟုတ်ဒီလောက်ဆိုရင်ရပြီအဲ့ဆိုပိတ်မယ်ပိတ်ပြီးတော့မှဒါလေးကိုတိုးစားမှာပဲဖြစ်ပါတယ်โอเคအကုန်ဆယ်လိုက်မယ်ဒီကျူမွေးလေးကလေအခြားတစ်စိတ်တွေလည်းရှိပြီကျမကျူမွေးပဲစားဘူးတော့လေအရန်ကြိုက်တယ်မတိုင်းကမှာကလေးလည်းစားခုပြပထီလည်းတေးလာတယ်ကဲထမင်းလည်းအစင်းသင်းဖြစ်ပြီကစုံရရပြီကြက်ဥလည်းပြုတ်ထားတယ်ငါပြီးတော့ share ပဲစီမပါဘူး share ပဲ